ပေးသွားမယ့်အပိုင်းကတော့ဒီ AutoCAD software သုံးပြီးတော့ဒီ logo တစ်စိတ်လေးကိုဆွဲပြပေးသွားမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့သူ့ရဲ့ဒီအပြင်က cycle လေးကဆွဲလိုက်မယ်အဲ့တော့အပြင်က cycle တန်ဖိုးက diameter 100လို့ပေးထားတယ်အဲ့တော့ cycle ဆွဲမှာဆိုတော့ C under first point click ချတယ် diameter ဆိုတော့သူက D under 100 under နောက် C under ဆိုပြီးတော့ဒီ cycle center မှာ click ပြန်ချတယ်နောက်ထပ် cycle တစ်ခုရဲ့တန်ဖိုးက diameter 83ဒါဆိုရင်သူက D under 83 under ပြီး L under ဆိုပြီးတော့ဒီ cycle center ကနေအပေါ် line ဒီ quadrant line လေးဆက်လိုက်မယ်အဲ့ဒီ line ကိုသူက rotate လှည့်ရဘယ်လောက် degree လှည့်ရမှာလဲဆိုတော့သူအပေါ်မှာပေးထားတာက48ဆိုတော့သူကဘေးညာဆိုတော့တစ်ဖက်ကို24စီ rotate လှည့်ပြီးမယ်ပေါ့နော်အဲ့တော့ RON ဆိုပြီးတော့ဆက်လက်ပြီးတဲ့ N ခေါက် base point ကလေးချဝင်ရင်လိုက်ခြံခဲ့ချင်တာမို့လို့ rotate ထဲမှာရှိနေတဲ့ copy ကိုတစ်ချက်သွားနေလိုက်တယ် degree ကကြတော့24 under ဒါဆိုဘယ်ဘက်24ရသွားပြီဆိုရင်ညာဘက်ကိုကြတော့မေရာခောက်လိုက်မယ် MIN ဆိုပြီးတော့ rotate လှည့်ထားတဲ့ line ကိုဆက်လက်ပြီး center ကနေအပေါ်ကို click ချပြီးတော့ N ပြန်ခောက်လိုက်ပြီးအဲ့ line ကိုသူက offset ဘယ်လောက်ရိုက်ကမလဲဆိုတော့10ရိုက်ပြီး ON တာ10 N ဆိုပြီးတော့ဒီဘက်အရှိကိုလည်း10ဒီဘက်အရှိကိုလည်း10နောက် LN ဆိုပြီးတော့ cycle ရဲ့ဟိုဘက် quadrant ကနေဒီဘက် quadrant အထိကို line လေးဆက်လိုက်မယ် TR under နဲ့အစွန်းထွက်နေတဲ့ line တွေကိုဖြတ်လိုက်မယ်ဒီ line ကိုသူက offset ရိုက်မယ် offset ကသူဂျားရဲ့က offset လေးက 2.5ဆိုတော့အပေါ်အောက်ရိုက်မှာဆိုတော့ ON တာ1.25 under ဆက်လက်ပြီးတော့အပေါ် click ချတယ်ဆက်လက်ပြီးတော့အောက် click ချတယ် TR under နဲ့သူကဒီကြားထဲမှာရှိရဲ့မလိုတဲ့အပိုင်းတွေကိုပြန်ပြီးတော့ပြန် TR နဲ့ပြန်ထွင်းလိုက်တယ်ပေါ့နော်နောက်ပြီးတော့သူကဒီထိတ်ကနေအပေါ်ကိုထပ်တက်တာက10အဲ့တော့ L under ဒီကနေအပေါ်ကို10တက်ပြီးတော့ကက်လန်ပြန်ဆက်လိုက်တယ်ဒီကနေလည်းဒီကို line လေးဆက်တယ် TR under နဲ့သူ့ရဲ့ဒီ line ထဲမှာရှိနေတဲ့အပိုင်းတွေအကုန် TR နဲ့သွားပြီးတော့ဖြတ်လိုက်ပါနော်ဒါကြီးဖြတ်တယ်ပြီးတော့ဒီ line တွေလည်းဖြတ်မယ် TR under နဲ့ဒီနားတွေမှာလည်းသူကမလိုတဲ့အစွန်းထွက်နေတဲ့အပိုင်းလေးတွေကို TR နဲ့ထွင်းလိုက်တယ်ဒါလေးရသွားပြီဆိုလို့ရှိရင်ဒီအပေါ်တစ်ချမ်းလုံးကိုအောက်ကိုမေရာခောက်လိုက်မယ် MIN ဆိုပြီးတော့သူ့ရဲ့အပေါ်တစ်ချမ်းလုံးကိုဆက်လက်ပြီးတယ် B quadrant ကနေအရှိကို direction ပြ under ဒီ line ကိုဆက်လက်မှတ်တယ် delete နဲ့ဖြတ်တယ် TR under နဲ့ဒီအစွန်းထွက်တဲ့ line လေးတွေကိုအရင်ဖြတ်လိုက်တယ်နောက်ဒီနားမှာကျတော့သူက line လေးပြန်ဆွဲလိုက်ပေါ့နော် LN ဆိုပြီးတော့ဒီတောင်းကနေဒီ quadrant click ချပြီးတော့ line ဆွဲလိုက်တယ်နောက်သူ့ရဲ့တန်ဖိုးကကြတော့10ပဲပေးထားတယ်အဲ့တော့ ON တာ10 under ဒီ line လေးကိုဒီဘက်ကိုသွားလောက်လိုက်ဒီဟာနေတဲ့နေရာလေးက extend ဆက်လိုက်မယ် EX under နဲ့ဟာတဲ့နေရာလေးကို extend ဆက် TR under နဲ့ဒီအစွန်းထွက်တဲ့အပိုင်းတွေဖြတ်မယ်ဒါလေးကိုဒီဘက်ကိုမေရာပြန်ခောက်လိုက် MIN ဆိုပြီးတော့ဒီဟာကိုဆက်လက်ပြီးတော့ under သူ့ရဲ့ထိတ် quadrant ကနေအပေါ် direction ပြပြီးတော့ under ပြန်ခောက်လိုက်ပေါ့နော်နောက် TR under နဲ့ဒီနားလေးတွေကိုသူကတစ်ဆက်သေးလေးဖြစ်သွားအောင် TR နဲ့အကုန်လိုက်ထွင်းလိုက်ပေါ့နော်ဒီနေရာလေးတွေအားလုံးကတစ်ဆက်သေးဖြစ်သွားအောင်ထွင်းလိုက်နော်ဒါဆိုတော့သူ့ရဲ့ဒီ logo ပုံစံလေးရသွားလိမ့်နော်